ယတနာမန်အောင်လိုတရရက်ခမန်နဂါးရန်ရွှေစီရီတော်မှာဆူတောင်းအတိထံပြုကြပါကုန်လောဖះလေးငယ်ငယ်ငယ်သားငယ်ကဲဆယ်မဲ့ဖះဓာတ်အပေါင်းနတ်အပေါင်းတိုက်အပေါင်းတို့ဝန်ကာချမ်းရန်သာသနာတည်တတ်အောင်စွမ်းဆောင်ကြတဲ့သူအများဘေးရန်မခချမ်းသာရောက်အောင်ကိုမာထုံယတနာဆောင်လို့ရွကြကွဲတရဏဂုံအမောင်ကိုခွင်းအလင်းဆောင်၍စောင့်တီကြကွယ်ငါးပါးကုံမေ့လို့မရတောင်းပန်ကြ10ပါးကုံကကျေးဇူးရှင်ထူထိုက်စွာဖူးထိုက်ပါပြီးရန်အသွဲမန်ဆွဲချိုးလို့လက်ပေါ်တင်ထိပ်ပေါ်ထားနဂါးချံရန်နဲ့ဖျားယတနာမန်အောင်လိုတရရက်ခမန်နဂါးရန်ရွှေစီတီတော်အာတီထားကိုးကွယ်ခဲ့ပါသဖြင့်အမျိုးတော်တွေလိုချင်တိုင်းရလိုတရအောင်ဆူတောင်းကြပါကုန်လောဆူတောင်းတွေပြေကဘဝခရီးတွေတိုးတက်မြင့်မားကြပါစေကစုံလာပြေဗုဒ္ဓနေဝဲလက်ပေါ်ပင်ထားထိတ်မှမိုးလို့စောင့်ရှောက်ကြတဲ့ဘီလူးနဂါးနက်များစွာနဲ့တီထားကိုးကွယ်တကိုးကျွယ်အောင်လူသူအပေါင်းကဲမဆောင်လို့အယောင်ထင်းထင်းတောက်လင်းစေတဲ့ကောင်းတာကိုလှုပ်ဖြူအောင်ထားတဲ့မနောတတာစိတ်ကြည်ဖြူအောင်ဆောင်ကျင်းလိုပေးကဘာအေးတီတန့်ခိုင်မြဲအေးချမ်းလိမ့်မယ်ယတနာမန်အောင်လိုတရရက်ခမန်နဂါးရန်ရွှေစီတီတော်၌ဆူတောင်းစာယတနာမန်အောင်လိုတရရက်ခမန်နဂါးရန်ရွှေစီတီတော်အားလှူဒန်းပူဇော်မှာဖြစ်တဲ့အတွက်ကြောင့်တားတော်သမီးတော်တို့အခုလှုပ်ထားသောအလောက်ကိုင်းစီးပွားရေးလူမှုရေးကျန်းမာရေးအဆင်ပြေပါကတားတော်သမီးတော်တို့စိတ်ထဲတွင်မှန်းထားသောပမာဏအတိုင်းလှူဒန်းပြီးခင်မွန်းကြီး10ပါးအားကျေးဇူးဆက်ပါသူဖြစ်ပါ၍တားတော်သမီးတော်တို့ယခုပြုလုပ်မည်ဖြစ်သောအလုပ်စီးပွားရေးကျန်းမာရေးအားချက်ချင်းမြန်မြန်အဆင်ပြေအောင်ပေးသနာတော်မူပါဖရာ3ရက်3ပတ်အတွင်းတိတာထင်ရှားရအောင်ကူညီဆောင်မလို့ပေးပါဖရာတရဏဂုံ3ပါး9ပတ်9ပတ်စိတ်ပါခင်ပွန်းကြီး10ပါးရွတ်ဆိုပူဇော်ကြပါ9ပါးကုံမမေ့ကြပါနဲ့ရုပ်ပွားဆောင်တည်ပြီးဆူတောင်းအဋ္ဌံပါကအကျိုးထူးပါလိမ့်မယ်ယုံမကြီးကြည်မထူးပါလိမ့်မည်